လီမမလည်းနေကျမရေကိုလည်းယူဆိုင်အေးလိုလည်းပြင်မစိုးနေတော့နော်ရှင်ကိုအစိမ့်လိုက်ခွဲသွားခဲ့တယ်ဆိုပေမဲ့အရာရာကောင်းမှုဖြစ်လာတယ်လို့ပဲတွေးပြပါပြန်လာတော့မှမို့မျောလင့်စေချင်တော့ဘူးအချစ်ရတဲ့အရေးကြီးတာတွေကိုပဲဦးစားပေးလုပ်စေချင်တယ်အရင်နဲ့ချစ်ခဲ့ရဆိုတော့လေသိစေချင်ပါတယ်အရာအလုံးတွေလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးချိန်နဲ့ပြောချင်တာကလွယ်နေပါမယ်စချစ်တဲ့ကနောက်ဆုံးချိန်ထိချစ်နေပါမယ်ဆိုတော့သိစေချင်ပါတယ်